Let me show you the Tokuto Sakin, which is salt field. ဒီမှာစားလို့ပုံစစ်စင်လေးနည်းနည်းရှင်းပြပေးလိုက်ရတာခင်ဗျာ ရှင်းပြပေးလို့ရတာညမိုးရေသူစားကြတာကြည့်ချင်လို့မို့ပါပြချင်လို့လာ all these areas are also salt land like Saking salt fields all these land areas are also salt fields that they haven't used to cook salt yeah To make salt, and then they'll cook it later. စားကြတဲ့ခုနကကားခါပြစ်ထားတယ်ကောင်းလေးနဲ့ချနေကြလိုက်ပြီးဒါချပြီးတော့လေအပြီးတက်နှက်ခမ်းနေလောက်နေကြဒါစားခင်ဒါဒီလိုဘောင်လုံးမှာကိုဒီလိုမျိုးအခင်းလုံးမှာအခုမှအစားလုံးနေ Should we try the salt? စုပ်ပြီးဒီရုပ်ချမှာ ဟာမှာတောက်ရည်လိုမျိုးရေတက်နေတဲ့ဒီတက်ပြန်ချ တော က် က်ရမဟုတ်ဒါအောက်ကတွင်းရတွင်းရစားကန်တွင်းရ ပညာအောက်မှာသူတို့ကထုတ်ထားတာ ဟုတ်တယ်ဟုတ်လက်နဲ့ငင်ရတာလူကြီးတွေက အဲဆိုရေတွေကစားတွင်းရင်ဟိုအဲ့မြေ ပြန်ငန်အောင်ပြန်လုပ်တယ် မြေကြီးနဲ့ပုံ မြေကြီးနဲ့မြေကြီးကလည်း ရှေ့တုန်းကပုံစံဒါခုကဒါမျိုးတွေမသုံးကြတော့သူတို့ပဲရှိတယ်ဒါ This is salt water yeah ရင်တော့ဒီလိုလုပ်ရတာ this is the traditional way မ of င်းငယ်ထည့်ရတာအခုမှစက်တင်နေ making the salt water much more saltier to make more refined yeah make it more refined yeah so this is the traditional way of doing it ခုမှလာစက်တင်နေလောက်ကြတော့လေ the old fashioned way တော့အဲ့လိုမြင်ရတာ ရပြီဒီဘက်လာကြည့်ကိုဒီဘက် Oh my god very nice အခုကဒါမျိုးကမရှိတော့ဘူးဘူးမှမရှိတော့ဘူးလို့တွင်းနေ It's overflowing I mean I'll drink some ဘယ်လိုမျိုးလဲခင်ဗျာခွဲဘယ်လိုမျိုးခွဲဒီပုံမှန်မြင်ကြီးနဲ့ဒီအခုကဒီတိုင်းယူထုတ်ရလည်းမဟုတ်ပဲမို့ ဒီဟာအခုမဟုတ်ဘောင်းလေးလောက်ခဲ့တာလေ ဟုတ်ပါ အဲ့ဘောင်းလေးလောက်လိုက်တာလောက်ပြီးလို့ချင်းဒီထဲကရေကိုဒီတွင်းကရေအငံလေ ဟွန်း ရေအငံတာတကယ်တမ်းကြအဲ့ရေကိုအဲ့ဘောင်းလေးတွေသွင်းလိုက်တာသွင်းလိုက်တော့ကြာနှစ်ခါလောက်သွင်းလိုက်တော့အဲ့မြေကြီးကငန်းကြော့သွားတယ်ငန်းသွားတဲ့ဟာကိုဒီမှာထည့်လိုက်တာဒီလိုလေးလောက်ပြီးဒီထဲကိုမြေကြီးထဲမှာ မြေကြီးထည့်ပြီးအဲ့ရေကိုထည့်ပြီးဒီဟာလေးကနေပြီးရေလေးတွေတူတူနဲ့ကြာလာမဟုတ်မှာအဲ့ရေလေးတွေကိုမှစားချက်တာ ဟာ ဒီကကားလာချလာပြရအောင်လာအခုလာဟိုမှာစားကင်းနဲ့မြေကြီးချနာပြမယ်ဒီမှာလေငါမ okay yeah အဲ့လိုဆက်ပြီးရအဲ့ကြပုံငန်းကြွလာလို့ဒီရကြ ပုံငန်လို့ရအောင် ပုံငန်းအောင်ဒီလိုလုပ်ရတယ် So make it. so these are filtered they are filtered again and again to make it more salty so yeah and now she's pouring the water back into the filter and there's another boiling paste for the salt to crystallize ဒါဒီဟာပုံငန်းတယ်ဒီခုနဟာတယ်နာချက်ကြည့်လိုက်ဒါပုံငန်းသွားပြီလေတော့နောက်ဆုံးစစ်ရောက်သွားပြီလေကိုချက်တော့မစစ် more sour salty ရေးပြရပဲကောင်မ oh ပေါင်းထိုးပြီးရေးပြလိုက်တာနှစ်ခါလောက်ပြလိုက်တာတစ်ခါ6တော့တစ်ခါထပ်ပေးရတယ်နှစ်ခါပေးပြီးအဲ့မြေကြီးကိုပုံထားပြီးဒီထဲကိုထည့်တာကောင်မ salt water ဒါငံနာ yeah this type of mud ဒီရငံနာလေးသူက အဲ့ဒီထဲမှာရေပါ ဒီကြီးကို soil anyway ဒါလေးနဲ့ဆက်ပြီးဒီလေးကြာတယ် so these are the shells of the rice Oh there's shells these are the shells that are used to fuels for the boiling of salt water crystallizing of salt water so yeah. Droplets of salt water
little salty, I guess. It's not that salty because they're mainly with water. So So they have to get the water out by boiling it. no, the smoke you have to crystallize it by boiling. Yeah. Yeah. And you boil it. ဒီအဲ့ဒီရမ်းလိုက် Oh. ဘယ်နှစ်နာရီလောက်စောင့်ရခဗျာအေးစားကိုချက်ပြီး ဆိုရင်2နာရီ3နာရီလောက်ကြာမှာ ပြန်စ ဆဲတိမ်မှာဟိုဝိုင်းလေးတွေကိုထည့်ပြီးတော့ငိုင်စိတ်စိတ်ယူလာပြီးမှဒီထဲဒီမှာချက်လိုက်မှခုလိုမျိုးစားဖြစ်တယ် Math. Isn't it supposed to be blue? This is the best quality salt and pure white. Because of the current climate of Myanmar, the business for making salt in Thadakor has been diminishing bit by bit. So if you want to support your local business in Myanmar, like these salt businesses, you can. If you wish to, you can come to the Kotor if you want, or maybe you can order some the Kotor salt. Yeah, yourself.